ကိုရီးယားမှာမင်္ဂလာပါလို့ခေါင်းစဉ်နဲ့မြန်မာရိုးရာကကိုချပြဖျော်ဖြင်ခဲ့ပြီးနိုင်ငံပေါင်းများစွာကိုကြော်ဖြတ်ပြီးတော့ပထမဆုကိုရသွားတဲ့ကိုပိုချစ်ရဲ့ညီငယ်ညီမငယ်ပြန်ပွဲကြောင်းကိုတင်ဆက်ပေးမယ်ဒီဆုကိုကျွန်တော်ကြွားရတယ်ဆိုတာကအကြောင်းရင်းရှိတယ်ပေါ့နော်2025တုန်းကမြေပြိုခဲ့တာတွေရေကြီးခဲ့တာတွေစစ်ဘေးကြောင့်မြန်မာပြည်သူတွေဒုက္ခပေါင်းမျိုးစုံကြုံတွေ့ခဲ့တာတွေကြောင့်မြန်မာကိုစားပြုတိုင်းရင်းသားတွေက Rise Again ခေါင်းစဉ်နဲ့တိုင်းရင်းသားရိုးရာကကိုဝင်ရောက်ရှေ့ပြိုင်ခဲ့တဲ့အဲ့ဒီပြန်ပွဲကတကယ်ကိုစက်တီးထားစရာကောင်းအောင်ကို performance အပြည့် music background အကောင်းဆုံးနဲ့လုံးဝကိုအပြည့်ပြောစရာမရှိအောင်ရှေ့ပြိုင်ခဲ့တာတော့မှပထမဆုပြည့်တဲ့ Grand Prize ဆုကိုမရဘဲနဲ့ဒုတိယဆုဖြစ်တဲ့ Gold Prize ဆုကိုပဲရခဲ့ပါတယ်ကျွန်တော်ပြောတာကိုမယုံမှုဆိုရင်2025ပွဲကိုရှာကြည့်လို့ရတယ်ပေါ့နော်အရန်ကိုကောင်းလုံးခဲ့ပါတယ်ဒါပေမဲ့ပထမဆုကိုတော့မရခဲ့ပါဘူးဒီ2026ကတော့ဒီညီလေးညီမလေးအဖွဲ့ကမြန်မာရိုးရာအကားစစ်စစ်ကိုဝင်ရောက်ရှေ့ပြိုင်ခဲ့ပါတယ်ထူးဆန်းတာကလုံးဝကိုမထင်မှတ်ထားတဲ့ဆုကိုရခဲ့တာပေါ့နော်မြန်မာရိုးရာအကားကို short တွဲလို့မရဘူးဆိုတာဒီအချက်ကသက်သေပဲနော်ဒီမှာတစ်ချက်ကြည့်ပါဦးသူများနိုင်ငံကဘယ်လောက်တောင်ကြိုးစားအားထုတ်ပြီးတော့ပြင်ဆင်ထားကြလဲသူတို့ရဲ့ performance တွေစက်ပုံတွေဘယ်လောက်ထိအောင်မြင်လဲဆိုတာဒါတွေကိုကြည့်ရသိနိုင်ပါတယ်နော်နောက်တစ်ချက်က Asian Korea နိုင်ငံရဲ့ရိုးရာအကားကိုကြော်ဖြတ်ပြီးတော့အမြင့်ဆုံးဆုကိုရသွားတာပေါ့နော်အဲ့ဒီလိုအခက်အခဲတွေအပြိုင်ဆိုင်တွေနဲ့ရိုးရာအကားမှာအတော်ဆုံးတွေစုပြီးတော့ရှိနေတဲ့အဲ့ဒီလိုပြန်ပွဲမျိုးကကျွန်တော်တို့မြန်မာရိုးရာအကားကအမြင့်ဆုံးဖြစ်တဲ့ Grand Prize ဆုကိုရသွားတယ်ဆိုတာဒီညီလေးညီမလေးတွေကဘယ်လောက်တော်လဲဆိုတာကိုကျွန်တော်တို့တွေးကြည့်တာနဲ့သိနိုင်ပါတယ်နော်လောလောဆယ်မှာတော့သူတို့ရဲ့ပြန်ပွဲဝင်ထားတဲ့အကားတွေကိုတော့တရားဝင် social media မှာအခုလောလောဆယ်တော့တင်ထားတာမရှိသေးဘူးတင်ပြီးပြီဆိုရင်လည်းကျွန်တော် reaction ပြန်လုပ်ပြီးတော့တင်ပြပါမယ်အားလုံးပဲကြိုက်နေတဲ့တက်ရတော့အပေါင်းလေးနဲ့ခက်ပြပါဦးဗျာအားလုံးကိုကျေးဇူးတင်ပါတယ်